ဖေးသေးပြီနင်တို့အမေပဲရှိတော့တာဒီလားကို့အမေကိုကြည့်အမေနေမကောင်းနင်တို့တိလားနင်တို့တိကြလားလိုင်းပေါ်မှာစောက်တက်တော့နေကြဆော့နေမအေးနေမကောင်းတာကြတစ်ချက်သွားမေးလားမအေးကိုပတ်စံပိုးကြလားနင်တို့ငါကြည့်ပဲခဏခဏတောင်းနေကြတာငါလည်းငါချေအတွက်ရှိသေးတယ်ငါပေးအမေကိုလည်းဝိုင်းကြည့်ကြအောင်ပေးကြအောင်ပတ်စံရောက်ခမရီကြီးစပေးမနေနဲ့နော်စောက်လို့တယ်စောက်တက်တော့နေကြဆောက်တယ်မအေးနေကောင်းလားတခိုးတော့မမေးကြတဲ့ဟာအားလုံးပဲမင်္ဂလာပါရီလေးရဲ့ YouTube channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ညီမဒီနေ့တင်ဆက်ပေးမယ့်သတင်းကြောင်းရာလေးကတော့အမေဖြစ်သူကအသေးအတန်နေမကောင်းဖြစ်နေတာကိုမောင်နှမတွေကမအေးဖြစ်သူကိုဖုန်းလည်းမဆက်တယ်လို့နော်အဆက်အသွယ်မလုပ်ဘဲနဲ့ဖြစ်ထားလို့ဆိုပြီးတော့မောင်နှမတွေကိုမအေးတယောက်တည်းရှိတာပြစ်မထားဖို့နဲ့မအေးဖြစ်သူအပေါ်တိတက်ဖို့ဆိုပြီးတော့ပြောဆိုနေတဲ့အမတယောက်ရဲ့ view file လေးပဲဖြစ်ပါတယ်ရှင်တိရှိုးတဲ့သူတွေအနေနဲ့လည်းရှိတုံးမှာမိမတွေပေါ်တန်ဖိုးထားတတ်အောင်လို့ဒီ view လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ရှင်ကိုအိမ်တွင်းပြဿနာကတော့မပြောချင်ပါဘူးမပြောချင်ပါနဲ့ပြောရမယ်ဒါသူတို့ကိုလည်းပညာပြချင်လို့ပြောတာကိုမောင်နှမတွေကိုနော်ပြောချင်လို့နော်အဖေသေးပြီနင်တို့အမေပဲရှိတော့တာဒီလားကို့အမေကိုကြည့်ကို့အမေကိုကြည့်ကြအောင်ငါတယောက်တည်းသားသမီးမဟုတ်ဘူးသားသမီး၄ယောက်မွေးထားတယ်နော်ငါပေါ်မှာအကြီးတွေရှိသေးတယ်2ယောက်နော်အငဲကထားမအေးကိုခေါ်ပေးထားတယ်ကျွေးထားတယ်သူချားတယ်အစင်မပြေတာအခုခေတ်ကုန်စည်နှုန်းနဲ့သူတို့အစင်မပြေတာသူ့မှာလည်းကလေးတစ်ဖက်နဲ့လှုပ်လို့မရဘူးနော်နားလေတယ်ဒါပေမဲ့မိဘကိုလည်းကြည်ကြအောင်မအေးတယောက်လေးပဲရှိတော့တယ်နင်တို့နော်ငါလည်းပေးနေတယ်လို့ငါပေးတယ်ငါခဏပေးတယ်နော်ငါပေး10နဲ့ချင်းငါပုတ်ပေးတာဒီလားနော်သူတို့အကျွေးတော့သူတို့ဆက်လို့မလောက်သေးဘူးငါညမဆိုလဲဒါအကြီးတွေဘာလုံးနေကြလဲအကြီးတွေကငါပြောချင်တာအခုအမေနေမကောင်းနင်တို့တိလားနင်တို့တိကြလားလိုင်းပေါ်မှာစောက်တက်တော့နေကြဆော့နေမအေးနေမကောင်းတာကြတစ်ချက်သွားမေးလားမအေးကိုပတ်စံပိုးကြလားနင်တို့ငါကြည့်ပဲခဏတောင်းနေကြတာငါလည်းငါချေအတွက်ရှိသေးတယ်ငါပေးနေတော့ငါပေးတယ်လေငါချေအတွက်ငါမစူးရတော့ဘူးလားငါပြောတာငါမိသားစုကိုပြောရနော်မိသားစုကိုလေစိတ်နာခြင်းနဲ့ပြစ်ထားခြင်းနဲ့ဒါမှလည်းငါစိတ်ကလေးရလေလုံးဝပြလို့မရဘာလို့တိတာနေလို့လို့အကြီးတွေလို့ငါနေနိုင်လဲငါနေခြင်းနဲ့ငါနေလို့မရဘူးနော်ငါ့ကိုလည်းနည်းနည်းပပလေးကိုချင်းစာကြအိုးနင်တို့အကြီးတွေရောငယ်တော့ငါတယောက်တည်းသားသမီးရှိတာမဟုတ်ဘူးနော်ငါတက်ပြောတယ်အဖေအခုဆိုမရှိတော့ဘူးအဖေတည်တာ3နှစ်ကျော်ပြီနင်တို့မေးတယောက်လေးပဲရှိတော့တာလေအမေကိုလည်းဝိုင်းကြည့်ကြအောင်ပေးကြအောင်ပတ်စံရောက်ခမရီကြီးစပေးမနေနဲ့နော်စောက်လို့တယ်စောက်တက်တော့နေကြဆောက်တယ်မအေးနေကောင်းလားတခိုးတော့မမေးကြတဲ့ဟာလေအခုအမေအသားတွေဝါနေတယ်သွေးတွေလိုးနေတယ်အမေနေမကောင်းဘူးနော်အမေကိုလည်းဒီစီခေါ်ပြီးရုပ်တီလည်းကြည်လိုက်ကြအောင်မေရုပ်ကိုလည်းနော်အရင်နဲ့တူတော့လားဆိုတာနေလို့လေငါအရင်စိတ်ညစ်တယ်ဒီလားခဏအရာပြဿနာရင်းနဲ့ရေးဆိုင်နေရငါအပြင်ပိုင်းမှာပြောတယ်ငါစိတ်ထဲမှာညစ်နေရဘာညစ်ရငါမိသားစုကိစ္စနဲ့ငါစိတ်ညစ်နေရတယ်အရာကိုတီလာငါတော်တော်လေးအရန်ခံစားနေရတယ်နင်တို့ငါအရာဟာတွေငါပြောနေနော်ငါဟဲ့ဟာတွေလာငါ့ကိုကောမန့်မှာလဲလာရှင်းချင်းတဲလာချင်းညငါမန်းရှိမခေါ်ဘူးငါအဲ့ဟာတွေငါအရင်စိတ်တော်လေးကိုတိုးနေငါပြစ်ထားခြင်းနဲ့ဒါပေမဲ့ပြလို့မရဘူးငါမအမေပဲရှိတော့အတွက်ငါပေးတယ်လေဒါပေမဲ့ငါအခုငါပတ်စံအလုပ်ထဲကိုညင်းထားတယ်ငါအစင်မပြေသေးလို့ငါမပေးနိုင်သေးရပဲရှိတယ်ငါလေအပူတွေနဲ့ငါမပေးနိုင်တဲ့ချိန်မှာနင်တို့အကြီးကြီးပေးကြပါလားငါပဲရှိရလားငါတကယ်လေအမေကိုပဲတနာတယ်တိလားမိသားစုပေါ်နော်တိတက်တဲ့သူကအပင်ပန်းဆုံးပဲရှင်လူရောစိတ်ရောကိုပင်ပန်းရတယ်နော်ဒီမှဆိုလို့ရှိရင်လဲမောင်နှမတွေအများကြီးထဲကမှသူတယောက်တည်းကပဲမအေးဖြစ်သူကိုထောက်ပံ့နေတာနော်ရေရှည်မှာသူ့အတွက်ကလည်းခက်ခဲပင်ပန်းတာတွေရှိလာနိုင်တယ်နော်အခုလိုအစေးပြေငါအခုလိုအစေးပြေနေတာဘာကြောင့်သိလားငါမိဘပေါ်ငါကြည့်နေလို့ငါသွားလေရငါလှုပ်လေရအလုပ်တိုင်းမှာငါအစင်ပြေတယ်ငါမိဘကိုငါကြည့်တယ်ငါလိပ်ပြလဲငါလုံတယ်ငါမိဘကိုကြည့်တယ်မကြည့်ဘူးဆိုတော့ကိုလည်းတည်ရပတ်ဝန်းကျင်လည်းတည်ရနင်တို့လေအခုလိုမျိုးလေစောက်စင်မပြေတာသူများလက်အောက်စောက်လို့တွေလုံနေရတာနင်တို့ဘာကြောက်တော့သိလားမိဘပေါ့တစ်ချက်ကလေးနည်းနည်းလေးလက်မကြည့်လို့နင်တို့နည်းနည်းလေးလက်ကြည့်လိုက်အမေကိုတကယ်ပြောတာအမေကိုနည်းနည်းလေးပဲနင်တို့လက်ကြည့်လိုက်နင်တို့လက်ကြည့်လို့ချင်နင်တို့အစင်ပြေစီရပဲဘာလို့လေအိုးမိဘရှိသေးတယ်ဆိုရဲစိတ်လေးကိုတွေးကြည့်လိုက်အမေရှိသေးတယ်ဆိုရဲစိတ်ကိုသာတွေးစိတ်ကိုတွေးကြည့်လို့အစင်ကိုပြေးစီရနင်တို့လည်းအခုမိဘနေရာရောက်နေပြီနော်သားသမီးကိုစီတွေနဲ့မိဘနေရာရောက်နေပြီ
နော်မိမနေရောက်လို့ချင်တယ်မေအတွက်ကြည်ရမင်းတို့စာနာစိတ်ဆိုတာမရှိဘူးလားကိုမွေးနဲ့လွယ်မွေးထုတ်ထားတဲ့အမေလေးငါတယောက်လည်းသားသမီးမဟုတ်ဘူးနော်ငါလည်းခဏလေးအမြဲတမ်းစိတ်ညစ်စရာကြီးငါစီပဲလာတယ်နင်တို့ကမပေးတော့လေနင်တို့စီတော့မတောင်းကြဘူးငါစီပဲလာတယ်အမြဲတမ်းစိတ်ညစ်စရာအခုအိမ်မှာမချက်တန်းဝင်ကကိုမိသားစုရဲ့မချက်တန်းဝင်ကအိမ်မှာအခုစားစရာမရှိဘူးဘသူလာပေးတော့နင်တို့မောင်နှမတွေဖြစ်ပြီးတော့၄ယောက်ရှိရဲ့ဘသူကျွေးကြအောင်ဘသူပေးကြအောင်မိပါအောင်ဟမ်အမေကိုနေပြီးတော့ခေါ်ပြီးနင်တို့တွေကြီးလိုက်ကြငါတကယ်ပြောရသေးလားအမေမျက်နှာဘာဖြစ်နေအမေပိန်ညောင်မြော့လေအသားတွေတော့ဝါနေပြီနင်တို့အမေကိုကြီးလို့ငါတနေ့ပြောတယ်ဟိုနေ့ကလည်းငါစကားတွေအများကြီးပြောတယ်နော်ငါလိုက်မော့တင်တာလေနင်တို့တွေကိုလေပညာပြတာတိလားတကယ်ပညာပြနင်တို့ကိုအတိစိတ်လေးဝင်အောင်ငါပြောတာနော်ငါ့ကိုပြောချင်ငါမိသားစုကြောင်းလိုက်မော့တင်လို့ငါ့ကိုပြောချင်တဲ့သူလာပြောပလိုက်စီငါမှန်လို့ငါပြောရတာငါမှန်လို့ရှိရင်မောင်နှမတားရင်ချင်းနဲ့ငါတဲပြောတယ်ငါရှင်းပြောတယ်နော်ငါမှန်လို့ငါပြောရတယ်ဟုတ်ပြီလားနော်ငါ့ကိုကြိုက်ငါတင်လို့မကြိုက်လို့ရှိရင်နင်တို့မှန်အောင်နေမိဘကိုနည်းနည်းလေးငဲ့ကြည့်ကြအမေတယောက်လေးပဲရှိတော့လားနော်အမေပဲရှိတော့လားငါဖေကိုပဲငါပြန်ပြီးတနည်းကြနည်းနည်းလေးတော့ကြည့်လိုက်ကြပါဦးဟဲ့လို့အိမ်မှာကိုအစ်မပြေနေလို့ကြည့်လိုက်လေငါကိုအစ်မပြေသေးတော့ငါပတ်စံမပို့နိုင်နေရဒီလားငါပို့တယ်ကြားထဲမှာလေငါနေ3-4ရက်နေ9,000-6,000သိန်းကျော်တယ်ငါပို့တယ်3-4ရက်ဆိုရင်2သိန်း3သိန်းငါအဲ့လိုတွေပို့ပေးတယ်ငါအခုဒီကြားထဲမှာငါအလုပ်ပတ်စံရင်းထားလို့ငါမရသေးလို့ရရင်ငါအချီးထပ်ပို့မှာဒီလားငါပတ်စံ20-30လောက်ငါထပ်ပို့အောင်မှာနော်ငါပို့နိုင်တယ်ငါအလုပ်ထဲပတ်စံရင်းထားလို့ရှင်းလားနော်အဲ့တော့ငါအောင်မြင်မှာနော်အဲ့ဒါပြောချင်တာနော် သားစုတစုမှာမောင်နှမတွေအများကြီးရှိပြီဆိုလို့ရှိရင်เนาะမိဘဖြစ်သူတွေကသားသမီးတွေကြီးလာလို့ရှိရင်เนาะအရန်ကမှအားကိုးရပြီးတော့ချက်ချမ်းတက်တာနဲ့နေရတဲ့သူတွေလည်းရှိတယ်เนาะဒီမမိသားစုဆိုလို့ရှိရင်เนาะအဖေဖြစ်သူကဆုံးပါသွားပြီးတော့အမေအိုကြီးတယောက်တည်းကြံနေတာကိုเนาะရှိတဲ့မောင်နှမ၄ယောက်တည်းမှာဒီမဖြစ်သူတယောက်ကပဲเนาะမအေးဖြစ်သူကိုကျွေးမွေးဆောင်ရှောက်နေတာတဲ့ရှင်ဒါကြောင့်မို့လို့အခုလောလောဆယ်မှာအမေဖြစ်သူကနေမကောင်းတာဖြစ်တဲ့အတွက်တခြားမောင်နှမတွေကိုလည်းเนาะကြည့်ရှုပေးဖို့သူကတောင်းဆိုနေတာရှင်ဒါကြောင့်မို့လို့เนาะကိုယ်ကိုမွေးထုတ်ထားတဲ့မိဘတွေကိုရှိတော့မှတန်ဖိုးထားတဲ့နဲ့เนาะကိုကအများကြီးမတတ်နိုင်ရင်တော့မှတတ်နိုင်တဲ့လောက်ပေးတဲ့နဲ့ရှင်မိသားစုတစုတည်းမှာဆိုလို့ရှိရင်လည်းတီးတက်တဲ့လူတွေကပဲအပင်ပန်းဆုံးเนาะဒီမှဆိုလို့ရှိရင်လည်းအဝေးရောက်နေတာဖြစ်တဲ့အတွက်เนาะအမေနားမှာပြုစုခွင့်မရပေမဲ့သူကလားစင်တိုင်းထောက်ပံ့ပေးနေတာเนาะဒါကိုတခြားမောင်နှမတွေကမသိကြအောင်ဆောင်နေလို့ဒီမှကစိတ်အစင်မပြေမှုတွေဖြစ်ပြီးတော့ပောက်ကွဲလာတာရှင်ညီမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုတဲ့သူတွေအနေနဲ့သိထားလို့ရအောင်လို့ဗီဒီယိုလေးကိုပြန်လည်ဝင်ပြလိုက်ခြင်းဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးဒီမှာပြန်လည်ဆုံတွေ့ကြမယ်เนาะ